Jamana mia tingni seba kini seko muslima mia negam sorora ba sitma yi yo kan tha ka ba cha ba bi nai pong 30လောက်ရှိပါပြီကျမနေတာအတောင်းသေးပါကလေး4ယောက်ပါစေဝကူသားတဲ့အခြေအနေဟိုအစိုးရဖွဲ့ကနေစေဝကူသားမှုခံယူလဲရပါတယ်ဒါပေမဲ့အစိုးရကျမရဲ့ဌာနကတော့တလက်တချင်းကကုစီထုတ်ဖွဲ့တာမျိုးရှိပါတယ်ကလေးတွေကကုစီထုတ်ဖွဲ့တာမျိုးရှိပါတယ်ဒါပေမဲ့ဒီလိုလူနာဆိုရင်လက်တပက်တခါ15ရက်တခါလာပြီးတော့သူတို့စေကူသားမှုခံယူလို့ရှိပါတယ်ရပါတယ်ကျမတို့လဲတော့ရပါတယ်ကျမရဲ့လုံခြုံရေးနဲ့ဆိုရင်တော့ကျမရဲ့အုပ်ချုပ်ရေးရှိပါတယ်နောက်ပြီးတော့ရိုင်မှုစိတ်မှုတွေရှိပါတယ်သူတို့အခွာခွေဖေးပါတယ်ဒါပေမဲ့အခုရလို့ရလဲသူတို့စီတွားပြောရင်တော့ဝိုင်းကူလုတ်ဖေးတာမျိုးရှိပါတယ်အကောင်းဆုံးတော့သူတို့စကားအခုရပါတယ်အစိုးရဖွဲ့ကလည်းအခုရအကောင်းဆုံးဖေးတာမျိုးရှိပါတယ်ကျမဘာမှမလုပ်ခဲ့ဘူးချပန်းပါဒါပေမဲ့အစင်တဲ့စင်ဖေးပါတယ်ဟိုကကျမယောက်ျားချပန်းပါကျမနည်းနည်းလောက်ရှာပြီးမျိုးတော့လုတ်ဖေးလို့ရပါတယ်မရှိပါလုံးဝလွတ်လပ်တော့ရပါတယ်ဘာမှနောက်ရှာမရှိဘူးအစိုးရဖွဲ့ကတော့လွတ်လပ်လုတ်ဖေးပါတယ်ရပါတယ်တော့လုံးဝဆုံးဖေးပါတယ်ကျမရဲ့ခြေနေနဲ့ဆိုရင်တော့ဟိုကျမရဲ့ဌာနကပါနော်ကျမရဲ့ဌာနကတော့အခုနာကပြောတာမျိုးကာကူစီတလက်တကြီးလာပြီးတော့ကာကူစီတိုးဖေးတာမျိုးကိုဝင်ဆောင်ဆိုရင်လက်ကာကူစီတိုးဖေးပါတယ်ဟိုကလေးဆိုရင်လက်ကလေးနလဖေးရင်တော့သူတို့နလဆိုရင်ကာကူစီတိုးဖေးတာမျိုးရှိပါတယ်အဲ့ဒါတော့အကောင်းဆုံးရပါတယ်ဒါပေမဲ့တကယ် emergency ဆိုရင်တော့ဟိုမှာရှိပါတယ်တခိဘမှာအစိုးရဖွဲ့ကစကူတမှုခံပေးတာတော့ရှိပါတယ်အဲ့ဒီမှာတွားပြီးတော့လကုလို့ရပါတယ်အစိုးရဖွဲ့ကလုပ်ဖေးပါတယ်ဖယားရင်ကဏ္ဍနဲ့ဆိုရင်တော့ဟိုကျမတို့စေတမရောက်ခဲမှာတော့မူလကျောင်းရှိပါတယ်ဟောခုနှစ်တန်းထိမူလကျောင်းမှာတင်လို့ရပါတယ်ရှစ်တန်းကိုတန်းစေတန်းဆိုရင်တခိဘမှာအစိုးရဖွဲ့ကကျောင်းပွန်တာမျိုးရှိပါတယ်အဲ့ဒီကျောင်းမှာတွားပြီးတော့လွယ်ကတင်လို့ရပါတယ်ဟိုနိုင်ငံတကာပြဆိုရင်2019မှာတော့စီမံကိန်းကနေရှောက်တာအစိုးရဖွဲ့ကဌာနပေါင်းကလာပြီးတော့လာဝခကလာပြီးတော့ရှောက်ပိတ်တာမျိုးရှိပါတယ်ရထားတာလူလေးရှိပါတယ်မရတာလူလေးရှိပါတယ်ဒါပေမဲ့ကျမတို့ရှောက်တာဆေးပါဒါပေမဲ့ရှိမတော့မျောလဲပါတယ်ကျမတို့ရမလို့မျောလဲပါတယ်အဲ့ဒါမေဖွေးမှာတော့ရေခါဖွေးမှာတော့ကျမခေါ်တာကျမတော့မရှိပါဘူးဒါပေမဲ့ကျမတို့တွားကြည့်ပါတယ်ဒါပေမဲ့ထရောက်မြတ်ထမှုနဲ့တော့လုတ်ဖေးပါတယ်ဆိုရဖွေးကဘာမှခက်ခဲမရှိပါဘူးလွယ်တော့လုတ်ဖေးပါတယ်အဲ့ဒါတော့ကျမမျိုးထိုင်ပါ